ခင်ဘာတွေဖြစ်နေတာလဲကြည်စမ်းမြေကြီးတွေကသွေးရောင်နေရဲနေတာဘာဖြစ်တာလဲဒါတကယ်ကိုထူးဆန်းနေတာပဲကျွန်တော်တစ်သက်လုံးရှေးဟောင်းတုတေသနလုပ်ငန်းတွေပဲလုပ်လာတာဒါမျိုးတစ်ခါမှမမြင်ဘူးဗျာဒီနေရာမှာတခုခုထူးထူးခြားခြားဖြစ်ပျက်ခဲ့တာများရှိနေမလားမဟုတ်ရင်မြေကြီးတွေကဘာလို့ဒီလောက်တောင်နေရဲနေရတာလဲဟုတ်တယ်ပါမောက္ခပြောတာမှန်တယ်လင်းမော်မင်းမတွေဖြစ်နေလဲတိလားဒီတောင်တန်းကြီးကကျွန်တော်တို့ရှာနေတဲ့အပြစ်9ပါးတင်ချိုင်းကူရှိတဲ့နေရာပဲဒါပေမဲ့ဒါကသွေးတည်တင်ချိုင်းကူဖြစ်နေတယ်တဲ့သွေးတည်တင်ချိုင်းကူဒီတောင်တန်းကြီးကအပြစ်9ပါးတင်ချိုင်းကူပါလို့ကျွန်တော်ပြောတာအားလုံးကြားလိုက်ကြတာပေါ့ပြောတော့မပြောရသေးဘူးဒီကြောက်စရာကောင်းတဲ့နာမည်ကြောင့်လန့်သွားရတယ်သွေးတည်လူတွေအတွက်ရည်စူးထားတဲ့တင်ချိုင်းကူလိုပဲအတန်ထွက်နေတာပဲပါမောက္ခစုရဲ့မျက်နှာကလည်းရုတ်တရက်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်စတူဒီယိုတွေကလူတွေလည်းနည်းနည်းလန့်နေကြတယ်ညီကိုတို့ပြောပါဦးသွေးတည်နဲ့ဇွန်ဘီဆိုဘသူကပိုကြောက်ဖို့ကောင်းလဲကျွန်တော်ကတော့ဇွန်ဘီကိုပိုကြောက်တယ်ဘာလို့လဲဆိုတော့သူတို့ကတနတ်တောင်မကြောက်ကြတာကိုရှုပ်တွေကအန္တရာယ်များတယ်ဆိုတော့ကူတဲကသခင်ကရွှေတွေငွေတွေဝတ်ထားတာဖြစ်ရမယ်သွေးကြောက်ဆိုတာကကူပိုင်ရှင်ကိုကာကွယ်ပေးနိုင်တဲ့အစွမ်းထက်လက်နက်တစ်မျိုးပါသွေးကြောက်ကူဆိုတာကလည်းကူပေါ်ပိုင်းမှာတန်ထိတ်နဲ့တဲထိတ်တွေပါတဲ့ကူတင်းချိုင်းတစ်ခုကိုပြောတာပါလော့ရန်ကထွက်တဲ့ရှုပ်တွေကအနီးရောင်ရှိတယ်ပြီးတော့ကျင်းဟန်ခေနှစ်ဆက်ကတဲနဲ့အပြင်းဆုံးပဲဆိုတော့ဥတီချက်ကတော့မှန်တယ်လို့ပြောရမှာပေါ့ဒီတောင်တန်းအောက်ခြေမှာချီပရင်ရဲ့ကူတင်းချိုင်းရှိတာပဲဆရာကြီးစုကကျွန်တော်ပြောတာကိုကြားပြီးတော့တက်ပြင်းချလိုက်တယ်သူကတော့သွေးကြောက်ဆိုတာကျွန်တော်စာအုပ်ထဲကဖတ်မိတဲ့အထင်မှားမှုတစ်ခုပဲလို့ထင်နေတာဘာမှအရေးတောင်မကြီးပါဘူးလို့သူကယူဆနေတာလေလင်းမော်ချောင်အောက်ခြေကချီပရင်ရဲ့ကူတင်းချိုင်းဆိုမှတော့ဘဲကနေဝင်ကြမလဲကူတဲကိုဆင်းမယ်လို့ဆုံးဖြတ်ပြီးပြီဆိုတော့တေချာကိုပြင်ဆင်ထားရမှာပေါ့နော်အောက်မှာရှိတဲ့အလောင်းတွေကလည်းတခုခုဖြစ်နေတာမျိုးလည်းရှိနိုင်တယ်လေအလောင်းကရုပ်ပြောင်းသွားတာမျိုးကျွန်တော်တခါမှမမြင်ဘူးပါဘူးကြောက်မနေကြပါနဲ့လို့လူတွေကကိုယ့်အတွက်ကိုအသေးတန်ရန်ဖြစ်နေကြတာမြင်တော့ကျွန်တော်ရေတောင်ရပါတယ်ဗျာသူတို့ကိုသတိရှိနေကြဖို့ပဲကျွန်တော်ကသတိပေးချင်တာပါအဲ့ဒီအစားကျွန်တော်ကသူတို့ကိုချက်သွေးပဲထိုးပေးလိုက်တယ်ဒီလိုနဲ့ပဲရှေးဟောင်းတုတေသနာအဖွဲ့ကလည်းထပ်ပြီးတော့ထွက်ခဲ့ကြပြန်တယ်ဗျာကျွန်တော်နောက်ကဆွရှင်ရွက်ကနားမလဲတာနဲ့မေးလာတယ်လင်းမော်မင်းပြောတဲ့သွေးကွက်ဆိုတာဘာကြီးလဲကွာတဲ့အဲ့ဒါကတာမန်ကြုံစီလေးတစ်ကောင်မှပဲကြွအနော်လဲဘယ်ဖြေနိုင်မှလဲဗျာသူတို့ကိုဒါမျိုးတွေကျွန်တော်ရှင်းပြလို့လဲဘယ်ရပါမလဲဗျာကိုယ်တိုင်မမြင်ဘူးတဲ့သူတွေကတော့ဘယ်တော့မှယုံနိုင်မှာမဟုတ်ပါဘူးဗျာဆိုရိုးစကားလည်းရှိတယ်လေဗျာမျက်မြင်ကိုတွေ့ကတာအရေးကြီးဆုံးပဲဆိုတာမျိုးပေါ့2 နာရီလောက်ကြာတော့မှရိုပန်းညွန်ပြထားတဲ့နေရာကိုကျွန်တော်တို့နောက်ဆုံးတော့ရောက်လာခဲ့ကြတယ်ဒီနေရာပဲဖြစ်ပုံရပါတယ်ဗျာကဲစတော့မယ်နော်ပြင်ဆင်ထားကြတော့ပါမောက္ခစုရဲ့အလုတ်ခွဲဝေမှုပုံစံကတော့တည်ငြိမ်မှုတိတ်မရှိဘူးဒါပေမဲ့လူတိုင်းရဲ့ကိုယ်ကာယကြံ့ခိုင်မှုကပုံမှန်ပဲရှိကြပေမဲ့တယောက်နဲ့တယောက်အပေးယူနားလည်မှုအပြည့်ရှိကြတာမို့မြေအောက်လိုင်ကောင်တူးဖော်တဲ့အလုတ်ကမကြခင်မှာပဲစတင်နိုင်ခဲ့ကြပါတယ်အထူးတပ်ဖွဲ့ဝင်9ယောက်ကတော့အခြေအနေကိုစောင့်ကြည့်ပြီးသတိပေးနိုင်မှုပတ်လေမာနေရာယူထားကြပါတယ်ရှေးဟောင်းတုတေသနအဖွဲ့အတွက်ကတော့စတူယန်မီတာ50လောက်ကျတဲ့လုံးဝလုံခြုံတဲ့နေရာတစ်ခုပဲကျန်ရစ်ခဲ့ပါတယ်ကျွန်တော်လည်းလောရန်ပေါက်ပြတစ်ချောင်းရလိုက်ပါတယ်ကျွန်တော်ကသူ့ကိုပြောတာလူတိုင်းအနောက်ဘက်မှာတူးရမယ်လေမြေကြီးကိုဂရုစိုက်ကြနော်ဒေါင်းလိုက်ကြီးတူးတာမျိုးမဟုတ်ပဲထောက်ဖြက်လေးတူးကြရမှာပါမင်းကဒီကိစ္စနဲ့ဘာမှမဆိုင်ဘူးလေငါတို့ကရှေးဟောင်းတုတေသနပညာရက်ကိုအထူးပြုပြီးတင်ယူနေကြတာပါဥတီယာကိုငါတို့ပြောပြပြီးရင်မင်းကငါတို့စကားကိုနားထောင်ရုံပဲရှိတာပါလင်မော့ရှောင်ကဲကခွန်ချမ်းပါကိုရင်ရင်ကြေးကြေးပဲပြောလိုက်ပါတယ်ဘာတွေအော်ဟစ်နေတာလဲငါတို့ကတိပေးထားတာကိုမမေ့နဲ့နော်လင်မော့ရှောင်ကဲကခေါင်းဆောင်လေးပါမောက္ခစုကညွှန်ကြားလိုက်ဒါနဲ့ခွန်ချမ်းပါလဲချက်ချင်းကိုကြောက်သွားတာပေါ့ကျွန်တော်မှားသွားပါတယ်ဆရာခွန်ချမ်းပါရဲ့မာနာကြီးတဲ့သဘောထားကိုကြည့်လိုက်တော့ကျွန်တော်ကခပ်ပပလေးပြုံးလိုက်တယ်ဘာလို့လဲဆိုတော့ခဏနေကူထဲရောက်တဲ့အခါကျရင်သူ့ကိုတင်ကန်းစာကောင်းကောင်းလေးတစ်ခုပေးဖို့ကျွန်တော်ဆုံးဖြတ်ထားလို့ပါပဲမကြခင်မှာပဲဂူဝင်ပေါက်ကိုတွေးလိုက်ကြတာပေါ့ဒါပေမဲ့ထူးဆန်းတာကတော့ဒီဝင်ပေါက်ဟာတကယ်တမ်းကျတော့ဥမင်လိုင်ကောင်းတစ်ခုဖြစ်နေတာပါပဲဆိုတော့ငါတို့မရောက်ခင်တည်းကဒီနေရာကိုဂူတခိုးတယောက်ရောက်နေနေပြီဆိုတဲ့သဘောပါပဲကျွန်တော်လှမ်းကြည့်လိုက်တဲ့ဥမင်လိုင်ကောင်းကဂူမြေပြင်ကနေ6 မီတာလောက်မြင့်နေတာကိုလင်းမော့ရှောင်ကဲကတကယ်ကိုဆရာကြတာပဲနော်ဒီလောက်မြန်ရှာတွေးလိုက်တာကိုပါမောက္ခစုရဲ့မျက်နှာတွေနီရဲနေတာပဲကျွန်တော်ကပါမောက္ခစုကိုကျိုးတွေပြင်ဆင်ထားဖို့ပြောလိုက်တယ်ဂူထဲဝင်မဲ့ဥမင်က6 မီတာလောက်မြင့်တယ်လေဝင်လေထွက်လေခဏလောက်စီးစင်းပါစေဦးပြီးမှဝင်ကြတာပေါ့ပစ္စည်းကိရိယာတွေအားလုံးကိုအစင်သစ်လုပ်ထားကြတော့နောက်ဆုံးတော့ဂူထဲကိုဝင်နိုင်တော့မှာပါပဲခဏအကြာမှာတော့လူတိုင်းလည်းပြင်ဆင်ပြီးစီးသွားကြပြီးအထူးတပ်ဖွဲ့ဝင်3ဦးကဥဆောင်ပြီးတော့ဂူထဲကိုအရင်ဝင်သွားကြတာပေါ့အထူးတပ်ဖွဲ့ဝင်4ယောက်ကတော့နောက်ဆုံးကနေတာဝန်ယူပြီးလိုက်ကြတာပါရှေးဟောင်းတုတေသနအဖွဲ့ကိုတော့အလဲမှာလုံခြုံအောင်ထားပေးထားတာပေါ့လူတိုင်းကြိုးအတိုင်းလိုက်ဆင်းပြီးတော့ဂူရဲ့ဥမင်လိုင်ကောင်းတဲ့ကိုရောက်သွားတဲ့အခါမှာတော့ကျွန်တော်လည်းအဖွဲ့ရဲ့ရှေ့ဆုံးရောက်နေတာကိုလင်မော့ငါတို့ဘယ်ကိုဆက်သွားကြမလဲမင်းဝင်ပေါက်ကိုတွေ့ပြီလို့ပြောထားတာမဟုတ်ဘူးလား Go towards the light that's the entrance I said walking ahead The others followed murmuring amongst themselves on the cave walls numerous statues could still be seen but I noticed that these statues were not like the ones we had seen before they were modern in style and resembled humans some were warriors dressed in full military attire some were like scholars and some were like farmers regardless all of them were eyeless